ဓမ္မမိတ်ဆွေယောဂီတော်စင်အပေါင်းတို့တရဏဂုံ3ပါးနှင့်တကွအင်္ဂါ10ပါးနှင့်ပြည့်စုံတော်မူသောသီလတော်မြတ်တို့ကိုကျေးဇူးတော်ရှင်အဂမဟာပဏိတမောဂုတ်ဆရာတော်ဘုရားကြီး၏ထံပေါင်း၌ခံယူဆောက်တည်ကြရန်ကြောကြပါကုန်စို့တရားယရဏသံဃာယရဏဆရာဓမ္မတို့အာယတိမနုလက်သုံးဝေရှိကိုပူဇော်ဖူးမြတ်မှန်ပြောရကြသောဘုဇန္တဗနာမစေနာသရပညာဝရိယတို့ကြောင့်မိမိတို့လိုရှိရတောင်းတသောမအိုမသေးမြင်နေသောနိဗ္ဗာန်သို့၎င်းဒုက္ခခသိင်ကင်းခြင်းရဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာတို့ချုပ်ရငြိမ်းရသိမ်းရဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အာထုဆဲဖြစ်သောဥပဒနာဉာဏ်သည်သင်မြန်စွာမဉာဏ်တို့ကျေးဇူးပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သည်ဖြစ်စေမောရာမိတောင်းရေထာနမောတတဝါဒောရတောသမ္မာသမ္ဗုဒ္ဓသာဗုဒ္ဓံသရဏံဂေသာမိဓမ္မံသရဏံဂေသာမိသံဃံသရဏံဂေသာမိယံဝိဗုဒ္ဓံသရဏံဂေသာမိဒုတိယံပိဓမ္မံသရဏံဂေသာမိဒုတိယံပိသံဃံသရဏံဂေသာမိတတိယံပိဗုဒ္ဓံသရဏံဂေသာမိတတိယံပိဓမ္မံသရဏံဂေသာမိတတိယံပိသံဃံသရဏံဂေသာမိကရဏဂမနမရိဘုံနာမနတိပါဒဝေရမဏိသက္ခဝရံသမာရိယမိအဒိဏဒါနာဝေရမဏိသက္ခဝရံသမာရိယမိ
ဗျာမစရိယဝေရမဏိသိက္ခာပဒံသမာရိယာမိမုသာဝါဒဝေရမဏိသိက္ခာပဒံသမာရိယာမိသုရာမေရိယမေဇပမဒ္ဒဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာရိယာမိနိစ္စဂိတဝါရိတဝိသုကသာသနာမာလာကန္တဝိသေပနာဓာရဏမန္တနာဝိဘုဒနာဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိဥစ္စာသေနမဟာသေနဝေရမဏိသိက္ခာပဒံသမာရိယာမိဇီဝိတံသသမာနောပိသိက္ခာပဒဟံနာသဇာမိဣဇာမေပုညံအာသဝခယံဝဟံဟောတုဣရံပုညဘာဂံသဗ္ဗသတ္တနာဒေမသီသရဏေနာသထေင္ကသမဏတံဘောဓထပရမတ္ထသီလံသာရုကံကတဝဓမ္မံအပမရေနသံပါရေသ